မဲ့ business သမားတွေအနေနဲ့ဒီအတွေး3မျိုးသာရှိနေမယ်ဆိုရင်အမြန်ဆုံးမိတ်ဆွေရဲ့ဘဝတွေကနေမောင်းထုတ်ပစ်ဖို့လိုအပ်ပါလိမ့်မယ်မင်္ဂလာပါ coach ပုံမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ကိုကလုပ်ငန်းတစ်ခုကိုစတင်တော့မယ်ကျမဒီနေ့မှာပြောပြပေးမယ်ဒီ3မျိုးသာရှိနေမယ်ဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းဟာဘယ်တော့မှစတင်ပြမှာလည်းမဟုတ်ဘူးစတင်ဖို့လည်းနှောင့်နှေးမယ်ကိုရောင်ရောင်ဒီရောင်ရောင်နဲ့ပဲအချိန်ကြီးကုန်ဆုံးသွားရပါလိမ့်မယ်ပထမအဆုံးတစ်ချက်ကတော့ငါ့မှာ idea ကောင်းတွေမရှိသေးဘူးလုပ်ငန်းတစ်ခုစဖို့အတွက် idea ကောင်းတွေရှိမှပဲစတင်လို့ရမယ်ဆိုတဲ့အတွေးဆိုဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ငါမှာငွေရင်းနှီးလုံလောက်မရှိသေးဘူးသူများတွေလိုငွေအများကြီးမရင်းနိုင်ဘူးငါမှရှိတဲ့ငွေလေးနဲ့ဘယ်လိုမျိုး invest ကိုလုပ်ရမှာလဲလုပ်ငန်းတစ်သေးလေးပဲဖြစ်မှာပေါ့အဆင်ပြေမှာမဟုတ်ပါဘူးဆိုတော့နောက်ထပ်အတွေးဆိုတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အရေးကြီးပါတယ်ငါလုပ်ငန်းလုပ်တဲ့အခါမှာငွေရဖို့ customer များများရဖို့ market များများချဲ့နိုင်ဖို့ဆိုတဲ့အတွေးအဲ့ဒီအတွေးဆိုကတော့တော့ကိုကြောက်ဖို့ကောင်းပါတယ်ဒီအတွေးဆိုတွေနဲ့သာဖြတ်တန်းမယ်ဆိုရင်တော့လုံးလေချလဲလိုက်ပြီးကိုယ့်စီမှာရှိတဲ့ငွေရင်းပြီးလေအစကဆိုပါဆိုကို့မှာ30ရှိရဆိုရင်30ကနေတဖြည်းဖြည်းလုံးပါပါရင်လည်းကိုယ့်စီမှာကျန်တော့မှာတော့မဟုတ်ပါဘူးအဲ့တော့လုပ်ငန်းတစ်ခုခုစတော့မယ်ဆိုလို့ရှိရင်စတင်ရေးဖို့လိုတယ်စတင်တဲ့အခါမှာကို့မှာဘာ idea တွေရှိတယ်အဲ့ရှိတဲ့ idea ကိုအကောင်းဆုံးသုံးသပ်ဆုံးဖြတ်ပြီးတော့စတင်မှာနောက်ထပ်ထပ်ပြီးတော့အတွေးသိအမြင်တွေကိုထပ်ချေပါကို့မှာရှိတဲ့ invest နဲ့နိုင်တဲ့အရာကနေစပါထပ်ပြီးတော့စူးစမ်းရင်းနဲ့ထပ်ချေပါဒီလိုပါပဲကိုကိုပတ်စံပေးမဲ့ customer တွေ market ကိုကြီးပဲကြည့်တာမဟုတ်ဘဲနဲ့ဒီအတွက်တွေကိုပဲမကြည့်ဘဲနဲ့အရေးအတွေးတွေကိုဂရုစိုက်ပါနော်ကိုယ့်ရဲ့ရလဒ်တွေထက်လောက်ရက်ကိုပို့ပြီးတော့အားထည့်ပါလို့ကျမအနေနဲ့ကတော့အတိအကျလေးပေးချင်ပါတယ်စစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျမကတော့မိတ်ဆွေတို့ရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကျစေဖို့နဲ့မြန်ဆန်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူအရှိကိုတစ်ဆင့်ရောက်ရှိသွားစေဖို့အတွက်ဘေးနာကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကူညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတူပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်